ဒီမျိုးသားဟာရွှေငါးလေးတွေရဲ့ဘောလုံးပွဲစဉ်တစ်ပွဲကိုစီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူရေထဲကိုဘောလုံးချပေးလိုက်တဲ့အချိန်တိုင်းမှာတဲ့ဒီရွှေငါးနီလေးကချက်ချင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အခြားရွှေငါးတွေကသူ့ကိုတားဆီးဖို့ဘလို့ပဲစူးစမ်းကြပါစေ။သူကတော့တကိုးမှအသွင်းမခံခဲ့ရပါဘူး။သူဟာပြန်ဘက်တွေရဲ့အရှိန်ဟုန်ကိုအသုံးချပြီးသူတို့အချင်းချင်းကိုကိုပြန်သွင်းမိအောင်ထိပါဖန်တီးနိုင်ခဲ့တာပေါ့။ပွဲစဉ်မှာအနိုင်ရရှိပြီးတဲ့နောက်ရွှေငါးလေးကအမျိုးသားစီကနေအစာတောင်းခံခဲ့ပါတယ်။အမျိုးသားကလည်းရဲရောနဲ့အစာတွေအမြောက်များကျွေးမွေးခဲ့ပေမဲ့သူမသိရှိခဲ့တာကတော့ကျန်တဲ့ရွှေငါးလေးတွေဟာနောက်တစ်ကြိမ်ပွဲစဉ်မှာသူ့ကိုအနိုင်ယူနိုင်ဖို့အတွက်တိတ်တဆိတ်ဘောလုံးလေးကျင့်နေခဲ့ကြတာဖြစ်ပါတယ်။သူတို့တွေဘလောက်အထိစူးစမ်းအားထုတ်နေကြလဲဆိုတာကိုမြင်တွေ့ရတဲ့အခါအမျိုးသားကသူတို့ကိုအရှိန်ဟုန်နဲ့အသင်းဖွဲ့စိတ်ဓာတ်တွေကိုလွတ်လပ်လေ့ကျင့်နိုင်စေဖို့အတွက်မတူညီတဲ့ငါးကန်တွေရဲ့ကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။အတန်ကြာလေ့ကျင့်ပေးပြီးတဲ့နောက်မှာတော့အမျိုးသားဟာသူတို့ရဲ့တိုးတက်မှုကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မမျှော်လင့်ပဲသူတို့ရဲ့စွမ်းဆောင်ရည်တွေဟာတိတိတသာကြီးတိုးတက်လာခဲ့တာပေါ့။ဒါကြောင့်သူဟာရွှေငါးတွေကိုအသင်းလိုက်ပြန်လည်ခွဲခြားပေးခဲ့ပြီးဒုတိယအကြိမ်ပွဲစဉ်ကိုစတင်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ရွှေငါးနီလေးဟာရှုံးနိမ့်သွားခဲ့ရပြီးတကယ့်ကိုဝမ်းနည်းစိတ်မကောင်းဖြစ်သွားခဲ့ရတာပေါ့။အခြားငါးတွေအစာစားနေကြတဲ့အချိန်မှာတော့သူဟာတကောင်နဲ့တိတ်တဆိတ်ရေကူးထွက်ပြေးပြီးထောင်းတနေရာမှာတွားရောက်ပုံအောင်နေခဲ့ပါတယ်။သူအမြဲတမ်းတကောင်နဲ့တီးတန့်ဖြစ်နေတာကိုအမျိုးသားသတိပြုမိသွားတဲ့အခါမှာတော့တကယ့်ကိုစိတ်ပူသွားခဲ့ရပါတယ်။ဒါကြောင့်သူကဘောလုံးပေါ်မှာအစာတွေကိုကတ်လိုက်ပြီးအခြားငါးတွေအနားကိုလာပြီးအတူတူဆော့ကစားရင်းနှစ်သိမ့်ပေးနိုင်အောင်လို့ရွှေငါးနီလေးရဲ့ဘေးနားမှာချပေးခဲ့တာပေါ့။ဒါပေမဲ့အမျိုးသားလုံးဝမမျှော်လင့်ထားတဲ့ຢာကတော့ရွှေငါးနီလေးဟာသူ့ရဲ့ခွန်အားတွေကိုအလျင်မြန်ပြန်လည်ရရှိသွားခဲ့ပြီးအရင်ကထက်ကိုပုံမပြင်းထန်စွာလေ့ကျင့်ပါတော့တယ်။အတန်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့အမျိုးသားဟာရွှေငါးနီလေးကတကူကောင်းဆန်ဆန်ဂိုးသွင်းဖို့တခုတည်းကိုပဲအာယုံမစိုက်တော့ပဲသူ့ရဲ့အသင်းဖော်တွေနဲ့ပါတက်ကြွပူးပေါင်းကစားလာတာကိုတွေ့ရှိရလို့တကယ့်ကိုအံဝမ်းသာသွားခဲ့ရပါတယ်။သူဟာဂိုးသွင်းမဲ့အခွင့်အရေးတွေကိုပါလွှဲပြောင်းပေးပြီးသူ့ရဲ့အသင်းဖော်တွေကိုပါဂိုးသွင်းယူနိုင်အောင်ကူညီပေးခဲ့ပါတော့တယ်ဗျာ